မင်္ဂလာပါမိုးစင်စေးပါဒီနေ့စင်စေး sharing လုပ်ပေးချင်တာလေးကတော့ဒီမင်းသားနော်ညီဟွန်ကိုရဲ့ N5 level ပေါ့နော်ဒီဝေါ်ဟာရာလေးတွေကိုအခန်းတစ်ကနေစပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်စင်စေးရဲ့ဗီဒီယိုလေးမှာကတော့အပိုင်းနှစ်ပိုင်းပါဝင်မှာဖြစ်ပြီးတော့ပထမအပိုင်းမှာကတော့ဒီစကားလုံးလေးတွေရဲ့အသုံးပြုပုံလေးတွေကိုရှင်းပြပေးမှာဖြစ်ပြီးဒုတိယအပိုင်းမှာတော့စကားလုံးလေးတွေရဲ့အတန်အတွက်လေးတွေကိုလေ့ကျင့်ပေးမှာဖြစ်ပါတယ်အဲ့တော့စင်စေးနဲ့တူတူဆက်ပြီးတော့လေ့လာကြည့်ရအောင်နော်အဲ့တော့ပထမအဦးဆုံးစာလုံးလေးကတော့ဘာလို့ခေါ်လဲဆိုတော့ဝါတာရှိလို့ထွက်တယ်ပေါ့နော်အတန်ဝါတာရှိဆိုတာကကိုရည်ညွှန်းတဲ့အခါမျိုးမှာသုံးပါတယ်ကျွန်တော်ကျမအဲ့တော့ယောက်ျားမိန်းမမရွေးဘူးပေါ့နော်စစတို့မြန်မာမှာဆိုရင်တော့စကားလုံးတစ်လုံးကဥပမာယောက်ျားလေးဆိုရင်ကျွန်တော်မိန်းကလေးဆိုရင်ကျမဆိုပြီးတော့သုံးမိမယ်ဂျပန်စာမှာတော့ဝါတာရှိလို့သုံးရင်ရပါတယ်โอเคနောက်တစ်ခုကတော့တခြားသူကိုရည်ညွှန်းမယ်တင်ရှင်ခမညာလို့ပြောချင်เนาะအာနာတဆိုပြီးတော့ခေါ်ပါတယ်အာနာတလို့တန်ထွက်တယ်ပေါ့နော်ကဲနောက်ပြီးတော့ကိုနဲ့နည်းနည်းလန်းလန်းမှာရက်နေတဲ့လူရည်ညွှန်းပြီးတော့ဟိုလူလို့ပြောချင်တဲ့အခါမျိုးမှာတော့စေတို့အာနိုဟီတိုဆိုတဲ့အသုံးလေးကိုသုံးပါတယ်သူ့ထက်ပိုပြီးရင်ကျေးချင်တယ်ဆိုတော့နောက်မှာဂွင်းလေးနဲ့ခတ်ပြီးတော့ပေးထားတယ်ပေါ့နော်အာနိုခတဒီလိုဂွင်းလေးနဲ့ခတ်ပေးထားတာပိုရင်ကျေးတဲ့အသုံးဆိုတဲ့အဓိပ္ပာယ်ပါအာနိုခတလို့သုံးလို့ရပါတယ်ပြီးတော့စစတို့မြန်မာမှာနာမည်ရဲ့ရှေ့မှာအသက်အရွယ်လိုက်ဦးတော်ကိုမောင်မဒါမျိုးတွေထည့်ကြတယ်ပေါ့နော်နာမည်လေးရဲ့ရှေ့မှာလေအဲ့တော့ဂျပန်ကတော့မြန်မာနဲ့အဲ့ဒီနေရာမှာတော့ပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်သူကနာမည်ရဲ့နောက်မှာစန်းဆိုပြီးထည့်သုံးလို့ရှိရင်ဒီဦးတော်မောင်မဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့အရွယ်တွေအကုန်လုံးကိုပေါ့နော်ဆန်နဲ့သုံးလို့ရပါတယ်အဲ့တော့ဒီမှာဆိုအရှိမနာမည်ကအကယ်၍ပေါ့နော်ယာမာဒါဖြစ်ခဲ့မယ်ဆိုရင်ယာမာဒါဆန်နာမည်ကခရီနာဖြစ်ခဲ့မယ်ဆိုရင်ခရီနာဆန်ဆိုပြီးတော့ခေါ်ဝေါ်လို့ရပါတယ်ကဲနောက်တစ်ခုကတော့ခြံပေါ့နော်ခြံကတော့စစတို့ခလေးလေးရဲ့နာမည်ရဲ့နောက်မှာဆိုရင်ဆန်အစားခြံကိုအသုံးပြုလို့ရပါတယ်ဥပမာခလေးရဲ့နာမည်ကဆာကူရာဆိုရင်ဆာကူရာခြံခလေးရဲ့နာမည်ကတာရိုးဆိုရင်တာရိုးခြံဆိုပြီးတော့သုံးလို့ရပါတယ်ကဲနောက်တစ်ခုကတော့ဂျင်းပေါ့နော်ဂျင်းကတော့လူမျိုးတွေကိုပြောပါတယ်အဲ့တော့ဒီမှာဆိုရင်စစတို့ဆိုရင်ဒါမြန်မာလူမျိုးကဲ၍ထိုင်းလူမျိုးလို့ပြောချင်ရှေ့မှာနိုင်ငံနာမည်လေးထည့်ပြီးတော့နောက်ကဂျင်းလေးထည့်လိုက်ထိုင်းလူမျိုးကိုရီးယားလူမျိုးတရုတ်လူမျိုးဒါမျိုးတွေထည့်ပြီးသုံးလို့ရတယ်အဲ့တော့ဂျင်းဆိုတာလူမျိုးကိုပြောတာပေါ့နော်ဒီမှာဆိုရင်စစ်စစ်ခတ်တာခဏနဲ့ရေးပေးထားပါတယ်မြန်မာဂျင်းဆိုရင်ဒါမြန်မာလူမျိုးကိုပြောတာပါကဲနောက်ထပ်တစ်ခုကတော့စင်းစီဆိုတာကကိုကပေါ့နော်အခေါ်အဝေါ်အနေနဲ့ဆရာမလို့ခေါ်ဝေါ်ခြင်းတဲ့အခါမျိုးမှာစင်းစေးဆိုပြီးတော့ခေါ်လို့ရပါတယ်ဆရာရောဆရာမရောသုံးလို့ရပါတယ်ပြီးတော့ခေယောရှိကတော့ကိုယ့်ရဲ့အလုပ်ကိုင်ပေါ့ဘာလုပ်လဲကိုကစာတင်တဲ့ဆရာဆရာမအလုပ်ကိုလုပ်ကိုင်နေဆိုရင်ခေယောရှိလို့အသုံးပြုလို့ရပါတယ်ကဲနောက်ထပ်တစ်ခုကတော့စစတို့ရေးရင်တော့ဂါခုစေးလို့ရေးတယ်ပေါ့နော်အတန်ထွက်တဲ့အခါမှာတော့ဒီလိုမျိုးခလိုင်းနဲ့စလိုင်းထွေးတဲ့အခါမှာစတို့ခတန်လေးကိုဖြောက်ပြီးတော့ဂက်စေးဆိုပြီးထွက်လို့ရပါတယ်ဂက်စေးပေါ့နော်သူကចောင်းသားចောင်းသူတွေကိုပြောတာပါကဲနောက်တစ်ခုကတော့ကုမ္ပဏီဝန်ထမ်းကိုစစတို့ဘာလို့ခေါ်လဲဆိုတော့ခိုင်ရှာအင်းပေါ့နော်ရှိနေရတဲ့ဆိုတော့ရှာခိုင်ရှာအင်းလို့တန်ထွက်ပါတယ်ခိုင်ရှာအင်းလို့ခေါ်တယ်ဒါကုမ္ပဏီဝန်ထမ်းပါနောက်တစ်ခုကတော့ဝန်ထမ်းဆိုရင်စစတို့ကရှာအင်းလို့ခေါ်တယ်ပေါ့နော်ဥပမာသူ့ရှိမှာကုမ္ပဏီနာမည်ထည့်မယ်ပေါ့နော်ကုမ္ပဏီတစ်ခုခုပေါ့ဥပမာ ABC ကုမ္ပဏီဆိုရင် ABC ကုမ္ပဏီရဲ့ဝန်ထမ်းဒါမျိုးပြောချင် ABC နောက်ကnot လေးထည့်ပြီးတော့ ABC ဝန်ထမ်းလို့ပြောချင်တဲ့အခါမှာရှာအင်းလို့အသုံးပြုလို့ရပါတယ်ပြီးတော့ရင်ဘဏ်ဝန်ထမ်းတွေကိုတော့စစတို့က ginko in လို့ခေါ်ပါတယ် ginko in ပေါ့နော်ပြီးတော့အရှာဆိုတာဆရာဝန်ကိုပြောတာเนาะဆရာဝန်ကိုကြတော့အရှာလို့အတန်ထွက်ပါတယ်ပြီးတော့ဒါသူတေသနာလုပ်နေတဲ့သူတေသနာပညာရှင်ဆိုရင်စစတို့က Kenkyu sha လို့ခေါ်ပါတယ်เนาะ Kenkyu sha ပြီးတော့စစတို့တက္ကသိုလ်ကြတော့ဘာလို့ခေါ်လဲဆိုတော့ Daigaku လို့ခေါ်ပါတယ်เนาะ Daigaku ကဲပြီးတော့ရင်ဒါလေးကတော့ဆေးရုံပေါ့နော်ဆေးရုံကိုတော့ပြောမှအတန်ရှည်ပါတယ်เนาะဥပေါင်းထားတော့အတန်ရှည်ပြီးတော့ပြောအင်းလို့အတန်ထွက်ပါမယ်ကဲပြီးတော့ရင်ဘသူလဲလို့မေးကြရင်တော့စစတို့ကဓားတယ်လို့မေးပါတယ်ခုနကပြောထားသလိုပဲဂွင်းခတ်ထားတာလေးတွေကပိုရင်ကျေးတဲ့အသုံးမှာဓားတယ်ထက်ပိုရင်ကျေးတဲ့အသုံးဆိုရင်ဒိုနာတာလို့သုံးလို့ရပါတယ်ပြီးတော့ရင်အသက်ပေါ့နော်ကိုယ့်ရဲ့အသက်ဘယ်နှစ်နှစ်ဆိုပြီးပြောချင်တဲ့အခါမှာနောက်ကနှစ်ဆိုတဲ့အဓိပ္ပာယ်လေးကစာရီလို့သုံးပါတယ်
ဒီကလေးလေးကအခု9နှစ်လို့ပြောကျွန်တော်သူက cosai လို့သုံးထားတယ်နော် watashi wa cosai desu တဲ့ကျွန်မ9နှစ်ပါလို့ပြောထားတာအဲ့တော့9ရဲ့နောက်က sin ရဲ့ပေါင်းလိုက်တော့ cosai ဆိုရင်9နှစ်အဲ့တော့ကိုယ့်ရဲ့အသက်ကိုပြောခြင်းရှိမှာကိန်းကနန်းတဲ့နောက်က sin ထည့်ပြီးတော့သုံးလို့ရပါတယ်ကဲနောက်ထပ်တစ်ခုကတော့ဘယ်နှစ်နှစ်လဲလို့မေးချင်တဲ့အခါမှာ nan sai လို့မေးပါတယ်အဲ့တော့ခွင်းခတ်ထားတဲ့ထဲကတော့ပိုရင်ကျေးတဲ့အသုံးပေါ့နော် oikusu လို့လည်းသုံးလို့ရပါတယ်အဲ့ဒါပိုရင်ကျေးရပေါ့နော် nan sai oikusuကဲပြီးတော့ဂျပန်လိုဟုတ်ကဲ့ဆိုရင်0က hi လို့ခေါ်ပါတယ်နော်ကဲဟင်းအင်းလို့ညင်းကြရင်တော့ e ရဲ့ဆိုပြီးတော့ညင်းပြရပါမယ်ကဲနောက်ထပ်တစ်ခုကတော့0စကယ်ပြောတွေမှာသုံးမဲ့ပေါ့နော်စကယ်ဇက်လေးတွေပါဟာဂျီမဲမတ်တဲ့ပေါ့နော်စကယ်ပြောမှာစပြီးတော့သုံးမဲ့အသုံးလေးဆိုတော့နည်းနည်းတော့ရှင်းမယ်နော်ဒီမှာမှတ်ရမှာဟာဂျီမဲမတ်တဲ့ဆိုတဲ့အသုံးလေးက0တစုံတယောက်ပေါ့နော်တစုံတယောက်နဲ့တစ်ဖက်နဲ့တွေ့တဲ့အခါမှာပထမဦးဆုံးတွေ့ဆုံတဲ့အချိန်မှာသုံးပါတယ်လူနှစ်ယောက်ပဲတွေ့လူအများကြီးနဲ့ကိုနဲ့ပဲတွေ့ပထမဦးဆုံးဘွားမှာတွေ့ဆုံတဲ့အခါမျိုးမှာဒီအသုံးနှုန်းကိုသုံးပြရတယ်ပေါ့နော်ဟာဂျီမဲမတ်တဲ့ဆိုတဲ့အသုံးပေါ့နှုတ်ကိုဆက်ပါတယ်တွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့အသုံးမျိုးလေးနဲ့မိတ်ဆက်တဲ့အခါမှာကိုယ့်ရဲ့ပေါ့နော် personal data ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်ချက်လက်တွေကိုယ့်ရဲ့နာမည်တွေကိုယ့်ရဲ့ဘယ်ကလာပါတယ်ဆိုတာတွေမပြောခင်မှာပထမဦးဆုံးသုံးရတဲ့အသုံးအနှုန်းလေးတွေနဲ့ဒီစကားလုံးလေးကိုသုံးတယ်ပေါ့နော်ဟာဂျီမဲမတ်တဲ့ဆိုတဲ့အသုံးလေးပါပြီးတော့ဒါကတော့ကိုကခါလာခီမစတာလို့ရေးထားတယ်ပေါ့နော်မှတ်လာပါတယ်ဥမာကိုဘယ်နိုင်ငံလာလဲပေါ့ဥမာစင်စေလို့ဆိုရင်မြန်မာလာတယ်ဆိုရင်ရှေ့မှာနိုင်ငံကိုမြန်မာခါလာခီမစတာပေါ့အကယ်၍ထိုင်းကလာတယ်ဆိုရင်လေထိုင်းခါလာခီမစတာဆိုပြီးတော့သုံးလို့ရပါတယ်ပြီးတော့နောက်တစ်ခုကどうぞよろしくお願いしますဒီသုံးလေးကဂျပန်နေရဲ့စကားပြောတဲ့အခါမှာတော်တော်လေးအသုံးပြုတဲ့အသုံးလေးပေါ့နော်どうぞよろしくお願いしますဆိုတော့ခင်ခင်မင်မင်နဲ့ကူညီဆက်ဆံပေးပါကူညီပေးပါအောင်အဲ့လိုမျိုးအဓိပ္ပာယ်လေးနဲ့ပြောတဲ့အခါမျိုးမှာဒီအသုံးလေးကိုသုံးပြရပါတယ်ကဲနောက်တစ်ခုကတော့ဆရာတို့တယောက်နဲ့နာမည်မေးမယ်ပေါ့နော်နာမည်မေးတဲ့အခါမှာ Shisley desk က Shisley desk ရဲ့အဓိပ္ပာယ်ကတစိမ့်လောက် Onama ewa နာမည်ဘယ်လိုခေါ်ပါတယ်လို့ပြောတာဒီနေရာမှာဆရာတို့စကားလုံးကဝဟလို့ရေးထားတယ်ပေါ့နော်ဒါပေမဲ့ဒီအချိန်မှာစတဲ့ဝလို့ပဲထွက်ပေးပါမယ်နော်နာမည်ဒီဆိုပြီးပြောချင်တဲ့အခါမှာ particle အနေနဲ့ဒါလေးကိုဝလို့တန်ထွက်ပေးပါဒါလေးကိုချွင်းချက်မှတ်ထားပေးပါနော် onama ewa လို့ထွက်ပေးပါShisley desk က onama ewa တစိမ့်လောက်နာမည်ဘယ်လိုခေါ်ပါတယ်လို့မေးတာပါကဲနောက်တစ်ခုကတော့ဒီဘက်ကလူကိုဒီဘက်ကလူနဲ့ဂျားရဲကလူကမိတ်ဆက်ပေးတဲ့အခါမှာဒီဘက်ကလူကိုရည်ညွှန်းပြီးပြောလိုက်တဲ့အခါမှာခိုချီရာဝဒီဘက်ကလူတုံးလိုက်တာပါဒီမှာလဲဟကိုဝလို့တန်ထွက်ပါမယ်နော်ခိုချီရာဝဒီဘက်ကတော့ဒီမှာနာမည်လေးထည့်ပြီးနောက်က sendes ဘယ်သူဖြစ်ပါတယ်လို့ပြောတဲ့အခါမှာတုံးတယ်ဒီမှာလဲ des ကို des လို့ဆက်ဆက်လို့တန်ထွက်မယ်ပေါ့နော်အဲ့တော့ခိုချီရာဝထားပါတော့ဒီလူရဲ့နာမည်ကယာမာရာဆိုရင်ခိုချီရာဝယာမာရာ sendes ဆိုပြီးတော့သုံးပါပါကဲနောက်ထပ်တစ်ခုကတော့ဆရာတို့နိုင်ငံတွေနဲ့ပတ်သက်တဲ့အသုံးပေါ့နော်နိုင်ငံတွေရဲ့နာမည်တွေကိုသွားပါမယ်အဲ့တော့နိုင်ငံတွေရဲ့နာမည်တွေကဂျပန်နာမည်မဟုတ်တဲ့တခြားနာမည်တွေဖြစ်တဲ့ကြောင့်အများကြီးခတာခဏနဲ့ရေးရပါမယ်နော်အဲ့တော့ဒီမှာပထမအဆုံးအမေရိကန်နိုင်ငံဆိုရင်အမေရိကခတာခဏနဲ့ရေးထားပါတယ်ပြီးတော့ရင်တော့အီဂီရီစုအင်္ဂလန်နိုင်ငံပေါ့နော်ပြီးတော့ရင်အင်ဒိုဆိုရင်အိန္ဒိယနိုင်ငံအင်ဒိုနီးရှားဆိုရင်အင်ဒိုနီးရှားနိုင်ငံ韓国တောင်ကိုရီးယားနိုင်ငံကျတော့ဆရာတို့ခန်းကြီးသုံးတဲ့နိုင်ငံပေါ့နော်ဒီလိုနိုင်ငံတွေဆိုရင်တော့ဆရာတို့ဟီရာဂနာနဲ့ပဲရေးပြရပါမယ်ပြီးတော့ရင်ထိုင်းချိုးငေါခုလည်းတရုတ်နိုင်ငံကလည်းပေါ့နော်ဒါခန်းကြီးသုံးတဲ့နိုင်ငံဖြစ်တဲ့ကြောင့်ဟီရာဂနာနဲ့ပဲချူဂေါခုလို့ရေးပြရပါမယ်ဒိုဣစ်ဂျာမနီနိုင်ငံနီဟွန်ဂျပန်နိုင်ငံဘူရာဇီးတို့ဘရာဇီးနိုင်ငံဒါလေးတွေကတော့ဆရာတို့ဒီအခန်း1မှာပေါ့နော်သင်ရမယ်ကုမ္ပဏီတွေကျောင်းတွေရဲ့နာမည်တွေစေယုံတွေပေါ့နော်တက္ကသိုလ်တွေရဲ့နာမည်တွေဖြစ်တဲ့ကြောင့်အလို့ချက်မှတ်စရာတော့မလိုဘူးဒါပေမဲ့အတန်အတွက်ဖတ်တတ်ဖို့တော့လိုတယ်ပေါ့နော် IMC ဆိုရင်ဒါကုမ္ပဏီနာမည်ပေါ့နော် Power Genki ဆိုရင်ဒါ Power လျှက်စစ်ကုမ္ပဏီဆိုတဲ့နာမည်ပေါ့နော်ဘူရာဇီးတို့ Air ဆိုတာဘရာဇီးလေကြောင်းလိုင်း AKC ဆိုရင်ဒါ AKC ကျောင်းခိုဘေးပြောအင်းဆိုရင်ခိုဘေးစေယုံซากุระဒိုင်းကခုဆိုရင်ซากุระတက္ကသိုလ်ဖူဂျီဒိုင်းကခုဆိုရင်တော့ဖူဂျီတက္ကသိုလ်ဆိုပြီးတော့ဒါကပေါ့နော်နာမည်လေးတွေပေးထားတာပေါ့နော်ကျောင်းတို့ကုမ္ပဏီတွေနာမည်ဖြစ်တဲ့ကြောင့်ဒါကတော့အလို့ချက်မှတ်စရာမလိုဘူးဒါပေမဲ့အတန်ဖတ်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးကိုလေ့ကျင့်ထားဖို့လိုပါတယ်โอเคဒါဆိုရင်ဆရာတို့အစအနေပြန်ပြီးတော့ပေါ့နော်
အတန်တော့လေးကျင့်ကြရအောင်ဝါတာရှိကျွန်တော်ကျမဝါတာရှိအနာတာတင်ရှင်ခင်ဗျာအနာတာအာနိုစတိုဟိုလူအာနိုခတာဟိုပုဂ္ဂိုလ်အာနိုစတိုအာနိုခတာဆန်ဦးဒေါ်မောင်မလူနာမည်ရဲ့နောက်မှာသုံးပါတယ်ဆန်ချန်ကလေးနာမည်ရဲ့နောက်မှာသုံးပါတယ်ချန်ဂျင်းလူမျိုးဂျင်းစန်းစေဆရာမအခေါ်အဝေါ်မှာအသုံးပြုပါတယ်စန်းစေကျော်ရှိကျောင်းဆရာမအလုပ်အကိုင်ကိုဖော်ပြရမှာအသုံးပြုပါတယ်ကျော်ရှိဂက်စေကျောင်းသားကျောင်းသူဂက်စေခိုင်ရှာအင်းကုမ္ပဏီဝန်ထမ်းခိုင်ရှာအင်းရှာအင်းဝန်ထမ်းရှာအင်းဂင်ကိုအင်းဘဏ်ဝန်ထမ်းဂင်ကိုအင်းဣရှာဆရာဝန်ဣရှာခင်ကျူရှာသုတေသနပညာရှင်ခင်ကျူရှာဒိုင်းငါခုတက္ကသိုလ်ဒိုင်းငါခုပြောအင်းဆေးရုံပြောအင်းဒါလေဒိုနာတာဘသူဒါလေဒိုနာတာဆိုင်နဲ့ဆိုင်နန်းဆိုင်အိုဤခုစအသက်ဘယ်နှစ်လဲနန်းဆိုင်အိုဤခုစဟိုက်ဟုတ်ကဲ့ဟိုက်いいえဟင်အင်းいいえはじめましてနှုတ်ခွန်းဆက်ပါတယ်တွေ့ရတာဝမ်းသာပါတယ်はじめましてခါလာခီမစတာမှလာပါတယ်ခါလာခီမစတာどうぞよろしくお願いしますခင်ခင်မင်မင်ဆက်ဆံကူညီပေးပါどうぞよろしくお願いしますどうぞよろしくお願いします失礼ですがお名前はတစိတ်လောက်နာမည်ဘယ်လိုခေါ်ပါသလဲ失礼ですがお名前はこちらはサンですဒီဘက်ကဖြစ်ပါတယ်こちらはサンですアメリカအမေရိကန်နိုင်ငံအမေရိကာအီဂီရီစုအင်္ဂလန်နိုင်ငံအီဂီရီစု
Indo အိန္ဒိယနိုင်ငံ Indo Indonesia အင်ဒိုနီးရှားနိုင်ငံ Indonesia Hankook တောင်ကိုရီးယားနိုင်ငံ Hankookထိုင်းနိုင်ငံ Thai Chungok တရုတ်နိုင်ငံ Chungok Deutsche ဂျာမနီနိုင်ငံ Deutsche Nihon ဂျပန်နိုင်ငံ Nihon Brazil ဘရာဇီးနိုင်ငံ Brazil IMC Power Denki Brazil Air Akeshi ခိုးပဲပြောရင် Sakura ဒိုင်ငါခု Fuji ဒိုင်ငါခု ကဲဒါ皆さんတို့ရဲ့အတန်အတွက်လေးတွေပေါ့နော်အတန်တက်လေးတွေပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့နောက်ဗီဒီယိုတွေမှာလည်းအခန်း1ရဲ့ grammar ရှင်းလင်းချက်လေးတွေကိုပြောပြပေးမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုလေးကိုလည်းဆက်လက်စောင့်ကြည့်လေ့လာပေးပါအောင်နော်